ညီအကိုနှစ်ယောက်ဟာမီးသွေးကားပေါ်ကနေမီးသွေးတွေခိုးနေပါတယ်။ဒီအချိန်မှာရဲကပြေးလာလို့သူတို့ခုန်ချထွက်ပြေးကြပါတယ်။ရလာတဲ့မီးသွေးတွေကိုနွားနိုးနဲ့လဲကအိမ်ပြန်ယူသွားကြပြီးအမေပြင်ဆင်ပေးတဲ့နို့ကိုတောက်ကြပါတယ်။နွားနို့ဘဲကရခဲ့လဲဆိုတဲ့အမေကိုတော့ညီအကိုနှစ်ယောက်လုံးမဖြေကြပါဘူး။အမေကညီမလေးကိုစောင့်ရှောက်ဖို့မှာကအလုပ်သွားခဲ့ပါတယ်။ညဘက်ရောက်ချိန်မှာအကိုကအလုပ်သွားမယ်ဆိုတော့ညီကသူလဲလိုက်ချင်ကြောင်ပြောကငယ်သေးတယ်ဆိုတာကြောင့်သူလုံနိုင်ကြောင်စပိန်ကိုမပြပါတယ်။ဒါနဲ့ပဲခေါ်သွားခဲ့ပြီးဘူတာရောက်တော့နှိုးမရတာနဲ့ခဏနေခဲ့ဖို့ပြောကဂူဒူးကအလုတ်သွားရှာခဲ့ပါတယ်။နိုးလာတဲ့စာရူကအကိုကိုအော်ခေါ်ပင်မဲ့မတွေ့တာကြောင့်ရှောက်သွားနေခဲ့ပြီးယထာတစ်ခုပေါ်မှာထိုင်နေရင်အိပ်ပျော်သွားပါတယ်။နိုးလာချိန်မှာလူမရှိတဲ့ယထာကသွားနေပြီးတကားတွေကဖွင့်လို့မရပါဘူး။နှစ်ရက်ခန့်ယထာပေါ်မှာကြာပြီးနောက်မှထွက်လို့ရခဲ့ပြီးလူအုပ်ကြားတဲ့သူ့အကိုနဲ့အမေကိုအော်ခေါ်ပါတယ်။ကလေးတွေအုပ်စုလိုက်အိပ်နေတဲ့နေရာမှာသူ့ကိုလည်းနေရာတစ်ခုပေးလို့အဲ့မှာပဲအိပ်လိုက်ပါတယ်။ဒါပေမဲ့ညအချိန်မှာကလေးတွေကိုလာဆွဲခေါ်တာမို့စာရူးကထွက်ပြေးပါတယ်။ခြေဦးတရာလျှောက်သွားနေရင်လမ်းမှာအမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီးသူမကအစာကျွေးကအိမ်ခေါ်သွားခဲ့ပါတယ်။နောက်နေ့မှာတော့လူတအုပ်နဲ့မိတ်ဆက်ပေးခဲ့ပြီးအကင်းပါတဲ့စာရူးကအဲ့ဒီမိမတိုက်တဲ့ချိုးရည်ကိုမတောက်ပဲထွက်ပြေးပါတယ်။သူ့အမေကကြောက်ထုကအတန်မွေးသူဖြစ်ပြီးသူကကြောက်တွေကိုသေးပေးတာမို့စာရူးကအိမ်ကိုတရိယာနေပါတယ်။တွေ့ရကြုံရအိမ်ရင်အမိုက်ပုံတွေကကောက်လာတဲ့ဇွန်းနဲ့ဆိုင်ထဲကလူလိုတုပကစားဟန်ပြတာကြောင့်အဲ့ဒီလူကသူ့ကိုအာနာပိုင်တွေစီခေါ်သွားခဲ့ပါတယ်။ခလေးပြောပြတဲ့နေရာကိုမသိတာမို့လူပြောက်ကြော်ညာကြပါတယ်။ပြီးတော့မိဘမဲ့ဂေဟာကိုပို့လိုက်ကြပြီးမိသားစုကိုလည်းရှာမတွေ့တာမို့ဂေဟာကသူ့ကိုမွေးစားမဲ့သူတွေရှိတာကြောင့်ဒီမှာအကြာကြီးနေလို့မရဘူးလို့ဆိုပါတယ်။အစားအသောက်တွေကိုဘိုးလိုခေါ်နေအုတ်ထင်းသူကတင်ပေးပါတယ်။ဩစတြေးလျကမိသားစုစီလိုက်ပို့ပေးပြီးအဖေနဲ့အမေကအယုတ်လက်ဆောင်ပေးကနွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။တအိမ်လုံးကိုလှည့်ပတ်ပြရင်ဘိုးစားတွေခေါ်တက်နေတာကြောင့်သဘောကျနေကြပါတယ်။တနစ်ခန့်ကြာပြီးနောက်စာရူးတစ်ယောက်အသားကျပြီးပျော်ရွှင်လာပြီးဖြစ်ပါတယ်။အဲ့ဒီမှာသူ့အဖေနဲ့အမေကနောက်ထပ်အကိုတစ်ယောက်ကိုမွေးစားလိုက်ပါတယ်။သူကကျမ်းမာရေးအနှဲငယ်ချိုရင်းနေသူပါ။နှစ်20ကြာပြီးနောက်စာရူးကအကောင်းဆုံးပုံစံနဲ့ကြီးပြင်းလာပြီးသူ့အကိုမန်တော့ကလည်းမိသားစုကိုပြဿနာမပေးမိအောင်အဝေးမှာတယောက်တည်းနေပါတယ်။မဲဘုံမှာဟိုတယ်မန်နေဂျမန့်တင်တန်းသွားတက်ကမိတ်ဆွေတွေနဲ့မုံစားရင်းကဂျလေဘီမုံကိုတွေးလို့သူ့အကိုကိုတရိယာသွားခဲ့ပါတယ်။သူ့မိသားစုနဲ့ကွဲသွားတဲ့အကြောင်းပြောပြတော့ဂန်နီစတယ်လီဆိုတဲ့ရှာလို့မတွေ့တဲ့နေရာတစ်ခုကိုသာမှတ်မိပြီးဘယ်ဘူတာမှမရက်တဲ့ကုန်တင်ရထားပေါ်မှာ2ရက်လောက်ကြာပြီးပါလာခဲ့တာမို့သူ့အတွက်လမ်းစားပြောင်းနေခဲ့ပါတယ်။ကောင်မလေးတစ်ယောက်က Google အားကနေရှာကြည့်ဖို့အကြံပေးပါတယ်။အဲ့ဒီအဖွဲတွေကကောင်မလေးတစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့ပြီးနေ့ဘက်မှာပြောနေပေမဲ့စာရူးဟာညတွေမှာသူ့အမေနဲ့အကိုကိုလွမ်းတဲ့စိတ်ကလွှမ်းမိုးနေခဲ့ပါတယ်။ဒါနဲ့ပဲတနေရာချင်းစီ Google အားကနေမိရထားလမ်းကြောင်းတွေကိုရှာဖွေပါတယ်။စာရူးကသူ့ကောင်မလေးကိုမိသားစုစီခေါ်သွားခဲ့ပြီးညစာစားရင်သူ့မိသားစုကိုရှာကျင်နေတဲ့အကြောင်းကောင်မလေးကပြောမလို့လို့တော့သူကမပြောနဲ့လို့ဆိုပါတယ်။စကားဝိုင်းကအေးဆက်သွားပြီးညစာစားဖို့ရောက်လာတဲ့သူ့အကိုကိုမင်းဘာလာလောက်တာလဲလို့စာရူးကအော်လိုက်ခါကျွန်တော်တို့ကမတူဘူးဆိုတော့စိတ်ထိခိုက်သွားတဲ့သူ့အကိုကသူ့ကိုယ်သူထိခိုက်အောင်လုပ်ပါတယ်။စာရူးကသူ့မိသားစုနဲ့ပြန်မတွေ့နိုင်တော့ဘူးဆိုတာကိုလက်မခံနိုင်ပါဘူး။သူ့အကိုနဲ့သူ့အမေကသူ့ကိုအမြဲရှာနေမယ်ဆိုတာသူသိနေပါတယ်။ဒါနဲ့ပဲဇွဲမလျှော့ပဲအင်တိုင်အားတိုက်ရှာဖွေပါတော့တယ်။လတွေကြာလာပြီးအလုတ်ပါထွက်လိုက်ခါသူ့အကိုနဲ့အမေကိုအယမ်းလွမ်းနေခဲ့ပါတယ်။စာရူးရဲ့မိဘတွေကခလေးယူလို့ရပေမဲ့မယူပဲစိတ်ဒဏ်ရာရှိတဲ့ခလေးနှစ်ယောက်ကိုမွေးစားပြီးအကောင်းဆုံးပြုစုပြိုးထောင်ခဲ့တာပါ။ဒီလိုလုပ်ရတာကကဘာကြီးပေါ်မှာလူတွေလုံလုံလောက်ရှိနေပြီလို့လက်ခံထားကြလို့ပဲဖြစ်ပါတယ်။စာရူးဟာသူ့ရဲ့မွေးစားအကိုမန်တော့စီသွားပြီးသူပြောခဲ့တာတွေအတွက်တောင်းပန်ခဲ့ပါတယ်။ဆက်ပြီးစ조사ရှာဖွေနေရင်တနေ့မှာနေရာလေးတစ်ခုကိုသွားတွေ့ပါတယ်။အနီးအနားကိုလိုက်ကြည့်တဲ့အခါသူမှတ်မိတဲ့အရာတွေအကုန်လုံးအဲ့ဒီအနားမှာရှိနေပါတယ်။ဂန်နီစတယ်လီလို့သူမှတ်မိထားတဲ့နေရာကဂန်နက်တလိုင်းဆိုတဲ့နေရာဖြစ်နေပါတယ်။သူ့အိမ်ကိုသူရှာတွေ့ခဲ့ပါပြီ။သူ့ကောင်မလေးကိုသွားပြောပြပြီးစောင့်နေဖို့မှာခဲ့ပါတယ်။မွေးစားမိဘတွေရဲ့နားလည်ပေးမှုနဲ့အမိမြေကိုခရီးထွက်ခဲ့ပါတယ်။လမ်းတက်လျှောက်စိတ်လှုပ်ရှားနေခဲ့ပြီးဦးလေးတယောက်ကိုမေးတဲ့အခါသူကခေါ်သွားပေးပါတယ်။အမျိုးသမီးတွေအများကြီးထွက်လာကြပြီးသူကမေမေလို့ခေါ်လိုက်ပါတယ်။နှစ်20ကျော်ကွဲကွာနေတဲ့သူ့အမေနဲ့နောက်ဆုံးမှပြန်တွေ့ခဲ့ပါတယ်။သူ့အကိုဂူဒူးကတည်ဆုံးသွားခဲ့ပြီးညီမလေးရှာကီလာကတော့အရွယ်ရောက်တဲ့အမျိုးသမီးလေးဖြစ်နေပါပြီ။ဒါကတော့တကယ်အပြင်ကစာရူးရဲ့မိသားစုဖြစ်ပြီးသူ့ရဲ့မွေးစားမိဘတွေဖြစ်ကြပါတယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီရှင်။မိသားစုနဲ့ကွဲကွာနေကြသူများအမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ကြပါစေရှင်။ Like and Subscribe လေးလုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။